Yo everyone ဒီနေ့ကြာရောက်တဲ့နေ့လေးကတော့ကျွန်တော်ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့မွေးနေ့လေးမှာဘာတွေလုပ်မလဲပြီးတော့ဘယ်လိုကုသိုလ်ယူမလဲဆိုတာကိုအားလုံးပဲကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်အောင်ဆိုတော့ကျွန်တော်ရဲ့မိသားစုလေးနဲ့အတူတန်ဃာတော်တွေကိုမနေ့အာရုံဆုံးကတ်ခဲ့ပါတယ်ပြီးရနဲ့ပဲတရားနာအမျှဝေပြီးကျွန်တော်ရွှေတကူဘုရားကိုသွားခဲ့ပါတယ်ဖះလည်းရောက်တော့ကျွန်တော်ဆူတောင်းမျှဝေဖះရှိခိုးပြီးတရားလည်းထိုင်ခဲ့ပါသေးတယ်ကျွန်တော်ရဲ့မွေးနေ့မှာကျွန်တော်ကုသိုလ်လုပ်တာလေးကိုအမှတ်တရအနေနဲ့တင်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့မွေးနေ့လေးမှာကုသိုလ်ယူပြီးစိတ်အေးချမ်းခဲ့ပါတယ်ဆိုတော့အားလုံးလည်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးစိတ်အေးချမ်းကြမယ်လို့ထင်ပါတယ်ဆိုတော့အားလုံးပဲချမ်းမြေ့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ